အားလုံးမင်္ဂလာပါမင်္ဂလာပါဒီနေ့ဆရာမနေမကောင်းလို့ကျူရှင်လာမယ်နော်ဟုတ်ကဲ့ပါနောက်မှဆိုတော့ဝင်ပြန်ဖြစ်ရတော့ဆရာမခုထိပိတ်တော့ကောင်းနေတယ်စွနေဝေဘာဖြစ်နေရလဲဘာဖြစ်ရမှာလဲကျူရှင်ခဏခဏပိတ်နေလို့လေပိတ်တော့ကောင်းတာပေါ့ဟာနေ့တော့ကောင်းမှာပေါ့နေ့ကတထေးသမီးဆိုတော့ဘာပူစရာမလိုဘူးလေငါကကျူရှင်ကတော့အနိုင်ပေးရတာပိတ်နိုင်ရင်အဲ့အချိန်တော့ငါအရင်နှမျောမိရပြီးပါဟဲ့ဟုတ်ပါပြီရှောက်တွေးမနေပါနဲ့နင်ကလည်းတက္ကသိုလ်ဝန်ထမ်းဆိုတာငါတို့ဘဝရဲ့တစ်စစ်ချိုးပဲလေဖိုက်တင်အဖေစက်ကနေလို့ပြင်ပန်းကြဘာလို့ထင်းနေခွန်းနေရတော့ထမလုံးနဲ့တော့ဟောအေးဒါနဲ့တင်ပြီဖေးပြောစရာရှိပြောစရာရှိအိမ်မှာပြောမယ်လားအဖေဒီမမီမောနေရလို့မလုပ်ပါနဲ့တော့မမောပါဘူးတင်ပြီဒါနဲ့အဖေတင်ပြီပြောစရာရှိပြောလေးဖေဘာပြောမို့လဲတင်ပြီတို့မောင်နှမနှစ်ယောက်ကျောင်းစိတ်ကိုအဖေမတတ်နိုင်တော့အဲဒါကြောင့်မောင်လေးကိုလမ်းနေဆိုင်မှာအလုပ်လေးတွန်းပေးမလားလို့တင်ပြီကတော့ကျောင်းဆက်တက်ပေါ့အဖေကလည်းဘလို့ဖြစ်နိုင်မှာတော့မောင်လေးကဒီလောက်စာတော်နေရဟောထွက်ချင်းထွက်တမီးပဲလောက်ထွက်လောက်ပါမယ်တည်တယ်လိုက်တဲ့ကတင်ပြီလေးရဲ့ဒါနဲ့ဒီရက်ွက်တွေကဒေါ်တစ်စာအိမ်မှာအိမ်ကူလှုပ်လှုပ်အဖေတော့ပြောပေးမယ်နော်တမီးကမောင်လေးကိုပညာတတ်ကြီးဖြစ်စေချင်တာအဖေရဲ့တမီးចောင်းမတက်ရလဲဘာမှမဖြစ်ပါဘူးဟုတ်ထမင်းစားဖို့တမီးတောက်ခုလိုက်မယ်နော်ဖေးကြောက်ပါသမီးကျောင်းသွားတော့မယ်အေးသမီးဟောညနေကျောင်းဆဲလေသမီးအိမ်ကိုစောစောပြန်လာခဲ့နော်ညကြရင်မင်းခန့်လို့မိသားစုနဲ့ညစာစားပွဲရှိတယ်သမီးမမေကလည်းတမီးကစီးပွားရေးကျောင်းနေစိတ်ဝင်စားလို့မေကိုပြောထားပြသားလေတမီးကိုမမေရဲ့အရှုပ်တွေလို့သဘောမထားပါနဲ့သမီးအမေအခုလိုလုပ်နေရတာအားလုံးကလေသမီးအတွက်သမီးရဲ့သမီးနားမလဲပါဘူးဟုတ်ကောင်းမလေးဘာနေနေခွေလုံနေရလဲလောက်လေတေချာလို့ဥမတိုက်အောင်ဟုတ်အန်တယ်စက္ကန့်နဲ့မလဲအလုံးနဲ့လက်နဲ့မပြတ်နေမှာတော်မြတ်သစ္စာကြိုက်တာနော်ဒီအိမ်မှာနေလက်ကားနေလို့မရဘူးလောက်မမေကလည်းဖြည်းဖြည်းပြောရင်လည်းရတာပဲဟာဟုတ်ရရင်တော့ဖြည်းဖြည်းပဲလို့သမီးအမေအပေါ်စကားတွေမကြိုက်ဘူးနော်အမေအခုလိုစုနေတဲ့အချိန်မှာသမီးဝင်ပါစရာမလိုဘူးမမေကလေကိုကျက်စာစိတ်ကိုမရှိတန်ရာတန်ကြီးပေးထားတယ်ဆိုရင်အဲ့ဒီအဖိုးခါနဲ့တန်တဲ့ဝင်ကိုထပ်ထုံးစံမယ်သမီးအဲ့တော့အမေအခုလိုစုနေတဲ့ကိစ္စမှာသမီးဝင်ပြီးတော့စိတ်ဆင်းရဲနေကြမလို့သွားတော့သွားစောပြန်ခင်းနော်ကုန်လိုက်ကြောနေရတိုက်သေးချာတိုက်ရှင်မြဒီညသာစားဝဲအတွက်မင်းကိုလာကြည့်တာဒီမှာဒါလေးကမင်းနဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့ထင်တဲ့ပန်းစည်းလေးကိုကိုယ်တိုင်ရွေးလာပြီရှင်ကျမရှိရဖယ်စမ်းမှာကျမကိုလန်းကိုသွားပြရစီကျမရှင်နဲ့လုံးဝမပတ်သက်ချင်ဘူးနော်ပြီးတော့မမေတို့စီစဉ်တဲ့စစ်သက်ပွဲကိစ္စအဲ့ဒါကျမလုံးဝသဘောမတူဘူးရှင်မြမင်းဟာကိုယ်စီတနာကိုစော်ကားနေရလားမင်းမေတော်တစ္ဆာကိုယ်တိုင်ရတော့မှာကိုယ့်ရဲ့လက်ထဲကိုမင်းအပ်ထားတာနော်ယူနေလားရှင်သွားတယ်လိုက်ရှင်ရဲ့ဂုံနေနဲ့ပတ်စံနေကိုလေသဘောကျတဲ့မိန်းမတွေစီမှာပဲတော့အဆုံးချလိုက်ကျမစီမှာတော့လာအသုံးမချနဲ့မင်းပြောရဲ့မိန်းမတွေမှာမင်းမေတော်တစ္ဆာပါနေခဲ့မဆိုတော့နင့်